ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဥပညာဝင်တာပါဘုန်းကြီးနဲ့တွေ့နော်ဟုတ်ဘုန်းကြီးပါဆရာကြီးအသက်ကတက်တော်က62နှစ်ဝါတော်က24ဝါပါ24ဝါ61ဟုတ်ပြီကျောင်းတိုင်ဘုန်းကြီးပါဆရာကြီးပြီးပန်တောင်းပါပန်တောင်းပရောင်းပေါ့နော်ပရောင်းကပြီးပရောင်းဟုတ်ပြီဟုတ်ကဲ့ဆရာကြီးကြောက်ကက်မှာကြောက်တယ်တာပါတဲ့ကြောက်ကကြီးနေလို့ပါတဲ့ကြောက်ကကြီးနေတာဟုတ်ကဲ့ဆရာဝန်ကခွဲရမယ်ပြောပါတယ်တဲ့ဆေးတောက်လို့အဆင်ပြေပါဦးမလားတဲ့အဲ့ဒါကတော့ခွဲတာမခွဲတာတော့ခွဲပါလို့လည်းအကြံမပြုလို့ပါဘူးမခွဲပါနဲ့လည်းမတားလို့ပါဘူးဟုတ်ကဲ့ဆရာအဲ့တော့ကိုတကားမမိသားစုတိုင်ပင်မှာဟုတ်ကဲ့ပါဒီပြီးတော့ကြောက်ကနဲ့ပတ်သက်လို့အစာဓာတ်စာပေးပါမယ်ကြောက်ကအတွက်အကောင်းဆုံးဓာတ်စာသည်ကြောက်ဖျုံသီးနဲ့ဖရဲသီးပါဟုတ်ကဲ့ဆရာကြီးကြောက်ဖျုံသီးကိုဘလို့ပုံစံနဲ့စားပြုတ်ပဲတို့ဟင်းကျူပဲချက်တောက်အသားလေးနဲ့ပဲရောချက်ကြောက်ဖျုံသီးစားပါနောက်ဖရဲသီးကလည်းပဲဖရဲသီးအမှဲ့ကိုကလေးတွေစားတယ်လို့လည်းစားပါဖရဲသီးအနုလေးတွေကိုလည်းပဲဟင်းချက်ပြီးတော့စားပါကြောက်ဖျုံသီးနဲ့ဖရဲသီးစားပါနောက်မဲဇီလီရွက်နဲ့ဂွေတော့ရွက်ပေါက်ပန်းဖြူရွက်၃ခုပေါ့နော်မဲဇလီဂွေတော့ပေါက်ပန်းဖြူမဲဇလီအဖူးရောအရွယ်ရပါတယ်ဂွေတော့ဆိုလို့ဆိုရင်ကြေယူနဲ့ပြုတ်တော့တာမျိုးနောက်ပေါက်ပန်းဖြူအဲ့အစာကိုစားလိုက်လို့ရှိရင်ဒီယောဂစီတောက်တလူကိုအကျိုးသက်ရောက်ပြီးတော့ယောဂကင်းစင်သွားပါလိမ့်မယ်ဟုတ်ကဲ့ဆရာအလားတူခံစားနေတဲ့လူများအားလုံးလည်းပဲမျှဝေလိုက်ပါတယ်လို့ဆရာကြီးပြောလို့ပါတယ်ဗျာဆရာကြီးလိမ့်စေရောရှိသေးလားဆရာအဲ့ဒါတော့လိမ့်တာကတော့အားလုံးပေါ့နော်ဝင်လဲမလေးတဲ့နီးပေါ့နေ့ကိုတနခါလိမ့်ပါညကိုကရမလေးလိမ့်ပေးပါအဲ့ကြောက်ကက်နေရတယ်ပဲကြောက်ကက်နေရဘိုက်ကိုပဲလားကြောက်ကက်ရှိတဲ့နေရာပေါ့ကြောက်ကက်ဆိုကြောနောက်မှရှိတာပဲလေဟုတ်ကြောကိုပေါ့နော်အဲ့ဒါလေးလိမ့်ပါအပြန်နေလိမ့်နေတဲ့ကြောက်ကောက်တော့ပဲလှမ်းလိမ့်လို့ပဲရမလဲဟုတ်ကဲ့ဆရာသူကလိမ့်စီလေးနဲ့ကြောက်ကက်ရှိတဲ့ area ကိုလိမ့်ပေးရင်ဟုတ်ကဲ့ပါဒါတက်တာသွားမှာပေါ့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်းဘုရားရှင်ကြပါစီဗျာ